သူကိုယ်သူတရက်ထက်တရက်မို့အသက်ကြီးလာပြီထင်နေပုံရသောဦးအောင်တယောက်သူဤချစ်ရသူလေးနှင့်အတူရှိနိုင်မည်ရက်မှာကြာလွန်လာသည်ဟုမှတ်ယူပြီးမိုးရေကင်းလွတ်တာယာသောနေ့တစ်နေ့၌မင်္ဂလာဆောင်ခြင်းကိုခက်မြက်မြက်လှုပ်ဆောင်နေသည်ရက်တလေးရွာတလေးအရာမိန်းကလေးဘက်တွင်မင်္ဂလာဆောင်ရမည်ဖြစ်တော်လဲမိန်းကလေးရှင်များအနေဖြင့်သူမတို့၏ရက်ရာတွင်မင်္ဂလာမဆောင်လို၍ပေပင်ရွာတွင်မင်္ဂလာဆောင်ဖို့အတွက်ဖြစ်လာလေသည်ထို့အတွက်ဘိုးတင်တို့ကာလာသားများသည်ကာလာသားကောင်းကိုမြကြီး၏ဥဆောင်မှုဖြင့်မန်းနဲ့တိုင်အလွတ်ငါအင်းတုံးများဖြင့်အဘိုးအတွက်ဝါးတိုင်ခုတ်ကြတိုက်ကြရန်ဖြစ်လာလေသည်တရွာလုံးရှိကာလာသားများမှလည်းတယောက်နှင့်တယောက်နောက်ပြောင်ကြည်စရင်းအလုံများလုံနေလေရာမောပန်းသည်ဟုပင်မထင်ကြပေယခုလဲဘိုးတင်ပေတူတာအေးတို့နှင့်အတူအောင်တန်းကျော်လွင်မောင်မြင့်အပြင်တခြားဆယ်ကျော်သက်အရွယ်ကာလာသားလေးများပါဝင်ကြလေသည်သူတို့သည်တယောက်နှင့်တယောက်စကားနိုင်လူနေကြရာကြံသောကာလာသားကြီးများမှခွဲပေးရသည့်အထိဖြစ်လာ၏အောင်တန်းမင်းတို့ကောင်တွေကိုငါပြောအောင်မယ်ကြီးတော်ဘူးကြက်တွေကိုမင်းတို့ခိုးစားတာမလားအမေအောင်တန်းဆိုတဲ့ငါကကြက်ခိုးမှကြက်သားစားရမယ်ထင်နေတာလားပေတူမင်းအပိုးလေးလျှောက်ပြောမနေနဲ့မင်းဆိုတဲ့ကောင်ခိုးစားတဲ့အသီးမှချိုတယ်လို့ပြောဦးတဲ့ကောင်အဲ့တော့မင်းမဲ့ခိုးစားတာနေမှာပေတူမင်းစိတ်နဲ့လိုက်နှိုင်းမနေနဲ့အောင်တန်းတို့ကဇာအိတာကောင်းတယ်ဘာဇာအိတာလဲဘိုးရင်ကိုကြိုက်နေတဲ့မယ်လှကိုမြူဆွဲနေတဲ့ကောင်ကများကြောင်သူတော်ကြွတကူပေတူးနှင့်တာအေးကတစ်ဖက်အောင်တန်းနှင့်ကျော်လွင်တို့ကတစ်ဖက်အချိန်အတန်ကြာသည့်အထိစကားများနေကြရာကာလာသားကောင်းကိုမြကြီးမှအတန်ခတ်မာမာနှင့်ဟန့်လိုက်မှတကောင်းသားများငြိမ်သွားကြသည်ဟဲ့ကောင်နေမင်းတို့ကောင်တွေစကားတွေကြီးများနေတယ်အလုပ်ကိုတော့ကောင်းကောင်းမလုပ်ဘူးသွားအင်းတုံးတွေကိုလဲပေါ်တင်ကြငါတို့ခုတ်ထားမယ်ကိုမြကြီးစကားကိုနားထောင်ကြသောပေတူးနှင့်အောင်တန်းတို့မြည်သည့်စကားမှအထုံးမတတ်တော့ပဲတယောက်ကိုတယောက်ဆောင်းကန်းနှင့်ကြည့်ကအင်းတုံးများတည်နေကြလေသည်ထို့သောအင်းတုံးတည်သည်ကိုပင်အပြိုင်အဆိုင်လေးတုံးနေကြသေး၏အင်းတုံးများကိုအပြိုင်အဆိုင်မနိုင်မနှင်းတည်နေကြသည်ကိုမြင်လိုက်ရသောကိုမြကြီးမှထပ်မံငောင်ကန်းရပြန်လေသည်ဟဲ့ကောင်နေမင်းတို့နှစ်ဖွဲ့ကအမျက်မလွတ်ဓာတ်မလွတ်တွေခါးတွေနာကုန်အောင်မယ်နိုင်တယ်လို့ပဲတဲ့မပူနဲ့အကုန်လုံးမင်းတို့ကြီးပဲတဲရမှာဘိုးရင်မင်းနဲ့ကိုကိနှီးဝါသွားခုတ်ကွာကိုမြကြီးမှထိုးထိုးပြောလိုက်ရာအင်းလုံးခုန်နေသောကိုကိနှင့်ဘိုးရင်တို့သည်သူတို့၏ဓာများအားခါးကြထိုးကအင်းတော်အတွင်းမှထွက်သွားကြပါနေတော့သည်အတန်ဆာဆာနှင့်အော်မြည်နေသောငှက်ကလေးတို့သည်သူတို့နားနေသည့်တစ်ပင်အောက်သို့လူရောက်လာသဖြင့်လမ်းဖြန့်ကထပြန်တန်းသွားကြသည်ငှက်များမှာအကောင်မကြီးတော်လဲသူတို့၏တောင်ပန်ခတ်တံများကိုဖြင့်တော်တော်ကြဲကြဲလောင်လောင်ကြားနေရသည်များမကြသောအချိန်တွင်တော့တစ်ပင်အောက်သို့ရောက်လာသည့်လူငယ်နှစ်ယောက်တို့သည်တစ်ပင်အောက်တွင်ထိုင်ရင်းတယောက်နှင့်တယောက်စကားဆိုကြသည်ကိုကိနှီးဝါခုတ်တာလဲလာရတာဝေးသလားလို့ဥပေါ်ရှို့တယ်တွားရအောင်ကွာအဲ့မှာနှီးဝါကောင်းတာတွေရှိတယ်တစ်ပင်အောက်တွင်ထိုင်နေသူနှစ်ယောက်မှဘိုးတင်နှင့်ကိုကိန်ဖြစ်သည်သူတို့သည်မန်းနဲ့တိဆောက်ရာတွင်လိုအပ်မည့်နှီးအတွက်နှီးဝါလာခုတ်ကြခြင်းဖြစ်သည်အင်းတော်တွင်ကောင်းမွန်သောနှီးဝါမရှိသည့်အတွက်ယခုလိုထွက်လာခဲ့ခြင်းဖြစ်သည်သူတို့နှစ်ယောက်သည်ခါးကြမှဓာတ်တို့အားမြေပြင်တွင်ဆိုက်လိုက်ကြပြီးနောက်ကိုကိန်မှစေးပေါ်လိန်တလိန်အားသူ၏လွယ်အတွင်းမှထုတ်လိုက်ပြီးမိခတ်ဖြင့်မီးညီကတစ်ချက်ဖွာရှာရင်းဘိုးတင်အားကမ်းပေးလိုက်သည်ထိုအခါဘိုးတင်သည်လည်းစေးပေါ်လိန်ကိုယူ၍ဖွာရှိုက်ကကိုကိန်အားအမေးစကားဆိုလိုက်သည်ကိုကိန်မြောက်ကမ်းမှာခမရတို့အမျိုးတွေရှိတယ်မလားအေးရှိတယ်လေငါအမတယောက်ကမြောက်ကမ်းကလူနဲ့ညားတာလေကျုံမေးပြရစီဗျာအခုကျုပ်အဖယူမဲ့မေဝတီဆိုတဲ့အမျိုးသမီးအခြေအနေကဘလို့ရှိတယ်အဲ့ဒါတွေမပြောပြရစီနဲ့ကွာအခုတော့မန်းနဲ့တိုင်တိုက်နေပြီပဲကိုပြောပြစမ်းပါဗျာခမရကလည်းအချင်းချင်းနေပဲကိုငါပြောရင်အတင်းဖြုံမယ်ပြီးတော့ငါစကားကြောင့်ပြဿနာတက်မှာစိုးတယ်ကွာမတက်စေရပါဘူးကိုကင်ကကျုပ်အကြောင်းနဲ့ခမရအတီသားနဲ့နေပါအောင်မင်းတို့ဆက်တက်ပြီးသွားပြီမလားဆက်တက်ထားတာပါပဲဒါပေမဲ့ဘေးလူတွေအပြောများလို့ခမရကကျုပ်တို့ရွာသားဆိုတော့ခမရထင်မြင်ချက်လေးလည်းသိကျင်လို့ဘိုးတွေမှာအတင်းမေးနေလေရာကိုကိန်ဒီတပ်ပြင်းတစ်ချက်ကိုလေးပြင်းစွာချပြီးသူတည်ထားသည့်အကြောင်းများအားပြောပြလာလေသည်မင်းအဖယူမဲ့မိမကမြောက်ကမ်းမှာတော့နာမည်ကြီးပဲကွငါအမဆိုမြောက်ကမ်းကိုသွားတိုင်းသူနဲ့ဝေးဝေးနေဖို့ငါ့ကိုအမြဲတတိပေးနေကြဟုတ်လားအေးဟုတ်တယ်လူတွေကတိတ်တယ်လားမင်းတို့ဆန်းသက်တာလဲသူအကဲခတ်မိပြီးတရုပ်ဆောင်လိုက်တာဖြစ်မယ်တေချာတာကတော့အဲ့သားမိနှစ်ယောက်လုံးကမိမလဲတွေကျုပ်ကလည်းအဘကိုခရီးပေးပြီးသွားပြီဆိုတော့ဘာလို့ရမှန်းမသိတော့ပါဘူးဗျာစိတ်ထဲတိတ်ထားမနေပါနဲ့ဘိုးတင်ရမင်းအဘကလည်းတုံတုံအားမှမဟုတ်ပဲသူလည်းတီးတင်းတလောက်တော့သိမှာပါခမားမသိဘူးနော်ကိုကိန်းကျုပ်အဘကသူယုံကြည်ပြီးဆိုဖြစ်ယုံပြတာဗျကျုပ်အဘအကြောင်းကျုပ်ပဲသိတယ်အေးအဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့ဘာတက်နိုင်ပါလဲကွာသူ့ထိုင်တဲ့သူ့ကံပေါ့ကဲဒိုးတွေနောက်ကျနေဦးမယ်နှီးဝါသွားခုတ်စို့ဟေးနေကြပါအောင်ဟာကိုကိန်းဒီပြောဆိုထိုင်နေရမှမတ်တက်ရက်လိုက်ထိုအချိန်သူတို့၏နောက်မှခေါ်တန်ကြား၍နောက်လှည့်ကြည့်လိုက်ရာဘိုးတင်တယောက်အတော့ကိုအံ့ဩလို့သွားသည်
အကြောင်းမှာသူတို့အားလှမ်းခေါ်လိုက်သူမှာမုတ်စိတ်ညိုဖြစ်နေသောကြောင့်ပင်ဖြစ်သည်ဘိုးတင်သည်သူတို့အနားသို့ရောက်လာသောမုတ်စိတ်ညိုအားအံ့ဩတကြီးဖြင့်ကြည်ပြီးစကားဆိုလိုက်သည်မုတ်စိတ်ညိုခမရရောက်လာတယ်နော်အေးလေကွာရွာထဲရောက်ခဲ့တယ်မင်းတို့ဒီဘက်ကိုလာတယ်ဆိုတာနဲ့ခလေးနှစ်ယောက်ကိုလမ်းပြခိုင်းပြီးလိုက်လာခဲ့တာပဲဒီရောက်တော့မင်းတို့ဒီဘက်ထွက်သွားတယ်ဆိုတာနဲ့ဆက်လိုက်လာတာမုတ်စိတ်ညိုခမရကမြစ်တာတောင်ကိုသွားတာမလားသွားတာပေါ့ကွာမြစ်တာတောင်သွားတဲ့လမ်းမတွေမသာပေါ်တော့မလို့ခွေးပြေးဝက်ပြေးပြေးပြီးဒီရောက်လာတာပဲငါကောင်ကြီးငါအခုထိအသက်ရှင်နေတာတစ္ဆာကြောက်ကြောက်ပဲမောင်ရပြောပြစမ်းပါအောင်ဗျာဘာလို့တစ္ဆာကြောက်ကြောက်အသက်ရှင်တာလဲဟဲ့ကောင်မြစ်တာတောင်ကိုသွားတဲ့လမ်းမှာငါ့ကိုတတ်ဖို့စောင့်နေတဲ့သူတွေအများကြီးဟာတစ္ဆာကြောက်ကလိန်ပြောတဲ့သူတွေရဲ့စိတ်ထဲကခံစားချက်ကိုကြားနေလို့သာငါရှောင်ကွင်းပြီးမင်းတို့ရွာအထိလာနိုင်ခဲ့တာငါအကိုကငါ့ကိုအထင်ကြီးလုံးနေတာပါကွာမင်းတို့မပါဘဲနဲ့ဒီကြောက်ကိုမြစ်တာတောင်မှာငါသွားမထားနိုင်ဘူးကျုပ်တို့ကိုခမားနောက်မလိုက်ဖို့ခမားအကိုကတေချာမှာထားတာလေသူ့ကိုငါပြောခဲ့ပြီးမင်းတို့မပါဘဲမြစ်တာတောင်ကိုမသွားနိုင်ဘူးလို့ငါ့ကိုအိုက်သွားတဲ့လမ်းမှာညံအလင်းပွင့်မဲ့ထင်တာသူထင်ထားတယ်လို့ဖြစ်မလာဘူးဆိုတာသူသိသွားပြီအဲ့တော့မင်းတို့ကိုခေါ်ဖို့ခွင့်ပြုလိုက်တယ်တေချာလို့လားတေချာတယ်မင်းတို့ငါနဲ့လိုက်ခဲ့စမ်းပါကွာဒီကြောက်ကသွားထားမှကိုပြစ်မှာကွာဘိုးရင်ဒီမြည်သည့်စကားမှမပြောဘဲအတန်ကြောင်တွေးတောနေပြီးဥကောင်းကိုနှိမ့်ပြလိုက်ခါမုတ်စိတ်ညိုစီမှာကြောက်ပါလာတယ်နော်ပါတယ်လေအဲ့ကြောက်ကတကယ်ပဲလိန်ပြောတာကိုသိနိုင်တာလားတကယ်သိတယ်ကျုပ်စမ်းကြည့်လို့ရမလားမုတ်စိတ်ညိုခိတ္တစဉ်းစားသွားလေ၏တို့ပေမဲ့အချိန်ကြာကြာသူမစဉ်းစားပေသူ၏လွယ်အိတ်ထဲမှဖြူလင်းနေသောတစ္ဆာကြောက်ကိုထုတ်လိုက်ပြီးဘိုးတင်နဲ့ကမ်းပေးရင်းမှစကားဆိုလိုက်သည်ဘိုးတင်မင်းဒီကြောက်ကိုမင်းဆောင်ထားပြီးရင်မင်းနဲ့စကားပြောမဲ့သူကိုအာယုံဆိုင်လိုက်သူပါဇက်ကပြောနေတာနဲ့မင်းသားကကြားနေတာကတခြားစီဖြစ်နေလိမ့်မယ်မင်းသားကကြားနေရတာသူ့စိတ်ရင်းအမှန်ပဲဘိုးတင်သည်မုတ်စိတ်ညိုပေးသောကြောက်အားလက်ကကင်ကသူတို့ပြောနေသည့်အရာများအားနားမလည်နိုင်ပဲဘေးကကြည့်နေသောကိုကိန်အားကြည့်ကစကားဆိုလိုက်သည်ကိုကိန်ခမားကျုပ်ကိုလိန်ပြောကြည့်ဗျာဟာဘလို့လိန်ရမှာတော့ကွခမားစိတ်ကတခြားတွေးပါဇက်ကတခြားပြောဗျာကျုပ်ပြောတာရှင်းရလားအေးရှင်းတယ်မင်းကိုကြည့်ပြီးပြောရမှာလားအေးပေါ့အေးအဲ့ဒါဆိုလဲပြောပြီကွာကိုကိန်ဒီထို့သို့ထူးထူးဆန်းဆန်းဆက်သက်ရသည်ကိုဝါသနာထုံသူပြီးတစ္ဆာကြောက်တိုင်ထားသောဘိုးရင်ကိုစိတ်စိတ်ကြည့်ကစကားဆိုလိုက်သည်ဘိုးရင်မင်းအတော်ရုပ်ဖြောင်းတာပဲကွာကမာလေးတွေကလည်းမင်းကိုအတော်ကြိုက်ဆိုပဲဘယ်လားဆိုရင်မင်းမှမင်းဆိုကွာကိုကိန်ဤနှုတ်မှထို့သို့ပြောနေပေမဲ့ဘိုးရင်ဤနားထဲတွင်တော့ဘိုးရင်မင်းကတောက်ရမ်းရုပ်ဆိုးတဲ့ကောင်ပဲမင်းကိုမင်းပေပင်ရွာကကောင်မလေးတွေမင်းကိုဝိုင်းကြိုက်တယ်ထင်းနေတာမလားအယူရောမဲလှကမင်းကိုအသေးရရအရှင်ရရကြိုက်နေတယ်ထင်းနေတာလားအေးဟိုကအသေးရရင်ဖဲဝိုင်းထောင်စားမလို့ကြမ်းနေတာအရှင်ရရင်တော့မင်းကိုလဲမျိုးတက်နေမှာဘိုးရင်တယောက်သူဤနားထဲတွင်ကြားရသောအတန်များအားမယုံကြည်နိုင်ဖြစ်ကသူအားပြုံး၍စကားဆိုနေသောကိုကိန်အားငေးကြည့်ရင်သူနားထဲတွင်ကြားရသောစကားများအားကိုကိန်အားတွက်ပြလိုက်သည်ကိုကိန်ခမည်းကကျုပ်ကိုရုပ်ဆိုးကောင်ပေပင်ကမိန်းကလေးတွေခွိုင်းကြိုက်တဲ့ထင်ပြီးယူနေတဲ့ကောင်မဲလှကျုပ်ကိုကြိုက်တာလဲမျိုးနင်းညင်လို့ဖဲဝိုင်းထောင်ညင်လို့ပြောနေတာမလားဟဲ့ကောင်မင်းငါးစိတ်ထဲကပြောနေတာကိုသိတယ်ဟုတ်လားသိတယ်နားထဲမှာကြားနေရတာခမည်းကလည်းဗျာကျုပ်ကိုတွေးရက်လိုက်တာစမ်းကြည့်တာပါကွာမင်းကလည်းအဲ့ဒါဆိုဒီကြောက်ကတကယ်ထူးဆန်းတာပေါ့ငါလည်းစမ်းသပ်လို့ရမလားကိုကိန်မတောင်းဆိုလာရာဘိုးရင်သည်မုတ်စိတ်ညိုကိုလှမ်းကြည့်လိုက်သည်မုတ်စိတ်ညိုခေါင်းငိမ့်ပြလာသောအခါမှဘိုးရင်သည်ကိုကိန်အားတစ္ဆာကြောက်ကိုလှမ်းပေးလိုက်သည်ကိုကိန်သည်တစ္ဆာကြောက်အားထူးဆန်းအံ့ဩစွာကြည့်ပြီးနောက်ဘိုးရင်အားစကားဆိုလာသည်ဘိုးရင်မင်းကငါပြောသလိုညာပြောမယ်ကိုကိန်ခမည်းကတကယ်ကိုယောက်ျားပြီးသားတဲ့သူပဲခမည်းအမတွေလည်းကျုပ်အမတွေလိုပဲနော်ကျုပ်ရိုးသားတာခမည်းသိပါတယ်ဘိုးရင်ဤပါဇက်မှထိုးထိုးပြောပေမဲ့ကိုကိန်နားထဲတွင်တော့ကိုကိန်ခမည်းကကိုဝင်းဦးထက်နှဲ့တယ်အပုံးကြီးမလားခမည်းအမတွေကလုံးကြီးပေါက်လှအားကိုးချင်စရာကြီးတွေကျုပ်နဲ့အသက်ကွာနေလို့၄-၅နှစ်လောက်သာကွာရင်အချီခံလိုက်ခြင်းရဲ့ဘိုးရင်ပြုံးကြီးပြောနေသောစကားများကြောင့်ကိုကိန်တယောက်မကြေမနက်ဖြစ်သွားပြီးသူ၏လက်ထဲမှတစ္ဆာကြောက်အားဘိုးရင်ထံခက်မြန်ပြန်ပေးလာကဟဲ့ကောင်ဘိုးရင်မင်းကငါအမတွေကိုပါကြမ်းနေတာလားဟာဗျာတောက်တီးတောက်တဲ့မင်းစိတ်ထဲကကြမ်းနေတာကိုငါကြားနေရတယ်နွားရဲ့ကျုပ်ကခမားဆက်သက်လို့ရအောင်တမင်တွေးလိုက်တာပါဗျာစိတ်မဆိုးစမ်းပါနဲ့အေးပါကွာအေးပါတော်တော်ထူးဆန်းတဲ့ကြောက်ပဲကွာဘိုးရင်မင်းတို့ဒီကြောက်သွားဖို့ရင်ငါ့ကိုခေါ်သွားစမ်းပါကွာငါလည်းလိုက်ခဲ့ခြင်းလို့ဟေ့လူမလုပ်ပါနဲ့ဗျာအန်ရရဲ့တိတ်များတာဗျာမတော်ရင်အသက်သေသွားနိုင်တယ်သေကွာမင်းတို့သွားရင်သာခေါ်စမ်းပါအေးပါဗျာအေးပါကဲအခုဝါသွားခုတ်ကြရအောင်မုတ်စိတ်ညိုခမည်းကျုပ်တို့နဲ့အတူလိုက်မှာမလားအေးလေကွာမင်းကိစ္စတွေပြီးရင်ငါတော့လိုက်ခဲ့အောင်ကွာမင်းတို့မပါရင်ငါလည်းဘာမှမလုပ်တတ်ဘူးကွာအေးပါဗျာအဲ့ဒါဆိုကျုပ်အဖမင်္ဂလာဆောင်ပြီးရင်သွားကြတာပေါ့
ဤသို့ဖြင့်မုတ်စိတ်ညိုသည်တစ္ဆာကြောက်ကိုပြန်ယူခါလွယ်ဤတဲ့ထည့်လိုက်ပြီးနောက်ဘိုးတွင်ကိုကိန်တို့နှင့်အတူဝါခုတ်လိုက်ပါသွားလေတော့သည်ဝတီရှင်ဦးနောက်တစ်ပတ်လောက်ဆိုမင်္ဂလာဆောင်ရတော့မယ်နော်ဝတီပြောရလားပြောတာပေါ့ဦးရဲ့ပတ်ဝန်းကျင်ကပြောစကားတွေကိုမမှုပဲဦးကိုချစ်တဲ့စိတ်နဲ့အခုလိုလက်ခံတာဦးသိနော်သိတာပေါ့ဝတီလေးရဲ့ဦးကတော့ဝတီလေးကိုဘိန်းစားမောင်မောင်တိန်ဘိန်းဆွဲသလိုကိုဆွဲနေပြီမဝတီနှင့်ဦးအောင်တို့သည်မန်းနဲ့တိုင်တိုက်ရန်တွားသည့်ကာလာသားများနှင့်ရွာသားများကိုထမင်းကျွေးရန်ပြင်ဆင်နေသည့်ကာလာသမီးများမှကြည်ရင်တီးတိုးစကားဆိုးနေကြသည်သူတို့နှစ်ယောက်ထိုးထိုးပြောနေသည်ကိုထမင်းအိုးထဲမှထမင်းများအားပကံနဲ့ခုထက်ပေးနေသည့်ဒေါ်တုတ်မှထမင်းပကံလာတဲ့ယူနေသောလှရင်မိကြော့တန်းရင်နှင့်မိချောတို့အားမဲကရွက်ကဖြင့်ပြန်ဖောက်တဲ့ချနေလေသည်နင်တို့တွေကြည့်ထားနင်တို့တွေဥုံလောက်တောင်အဖြစ်မရှိကြဘူးငါအဖြစ်နင်တို့မင်္ဂလာဆောင်တွေမှာပဲလောအားပေးရမယ်ပဲထင်ထားတာဥုံကြီးမင်္ဂလာဆောင်ကိုလောအားပေးရလိမ့်မယ်လို့ထင်ကိုမထင်ထားတာကြည့်လိုက်ကြအောင်ပြုနေလိုက်တာများအမြင်ကိုမကောင်းဘူးဒေါ်တုတ်ရဲ့ထားလိုက်စမ်းပါသူတို့တွေကအသက်ကြီးပြီပဲအချိန်ရှိလုံးလေးကျင်နာပါစေလားအေးသူတော်ကောင်းမကြီးတွေနင်တို့ကအဲ့လိုသူတော်ကောင်းစိတ်ရှိနေနင်တို့အကောင်တွေတခြားကောင်မနှောက်ပါသွားမှမျက်ရည်နဲ့မျက်ခွက်ဖြစ်မှာမြင်အောင်မိသေးတယ်ဘာမှလည်းမဆိုင်ဘူးနင်တို့တွေတကယ်ဘာမှမသိဘူးနော်ဘာသိရမှာလဲဒေါ်တုတ်ရဲ့ငါမပြောချင်ဘူးနော်ငါရှာရနေပြီငါအဲ့ကောင်မအကြောင်းသိနေတယ်နော်ဒေါ်တုတ်မှာအကျော်ရောက်ပြီးစီးပွားရှာသူဖြစ်ရာမြောက်ကမ်းရှိဖျားပွဲများတွင်လှဲ့လေအကျော်ရောက်နေကြဖြစ်၍မဝတီတို့တားအမိအခြေအနေဘယ်ပုံဘယ်နည်းရှိသည်ကိုသူမသိထားသည်တို့ပေမဲ့ကာယကံရှင်ကိုယ်တိုင်ကလက်ခံနေလေရာသူမနှင့်မဆိုင်သောကြောင့်စိတ်ထဲရှိသည့်အရာများအားမပြောဘဲထိမ့်သိမ့်နေခြင်းဖြစ်သည်ယခုမဝတီနှင့်ဦးအောင်၏နေပုံထိုင်ပုံကြောင့်သူမ၏ရှာမှာရားလာသည့်အထိသူမသိထားသောအကြောင်းများပြောရန်လှုံ့ဆော်လျက်ရှိသည်ထို့နောက်ဒေါ်တုတ်သည်ထမင်းပကံနှင့်ထမင်းထက်မထည့်ပေးတော့ဘဲသူမ၏ဘေးတွင်ရှိသောတမ်းမြင့်ကိုကြည့်လိုက်ခါတမ်းမြင့်နေမဲ့ထမင်းထည့်ပေးလိုက်ငါပြန်တော့မယ်ချက်ချင်းကြီးဘလို့ဖြစ်တာတော့ဒေါ်တုတ်ရဲ့ငါအကြောင်းငါသိလို့ဟေးပြန်တော့မယ်ဒေါ်တုတ်သည်ထိုသို့ပြောပြီးဦးအောင်၏အိမ်ဝိုင်းအပြင်သို့ထွက်လာလိုက်သည်အိမ်ဝိုင်းအပြင်လှဲလန်းတွင်တော့ဘိုးတင်တို့၏အင်းတုံးတိုက်လာသောလှဲနှင့်ဥစွာတိုးလေရာပေတူးမှအတန်ခတ်ကြဲနှင့်လှမ်းအော်၍မေးလိုက်နေသည်ဒေါ်တုတ်ပြန်ပြီလားဗျအေးပြန်ပြီကျုပ်တို့ထမင်းစားပြီးအောင်တော့မဆောင်တော့ဘူးလားမဆောင်တော့ဘူးဟဲ့ဘိုးတင်တောက်နေငါအိမ်လာခဲ့ငါရှာရနေပြီမနေနိုင်တော့ဘူးငါတအားပြောချင်နေပြီဒေါ်တုတ်သည်သူမအားကြည့်နေသည့်ဘိုးတင်အားလှမ်းပြောလိုက်ရာဘိုးတင်တယောက်နားမလည်သည့်ဟန်ပန်ဖြင့်မေးလိုက်လေသည်ဘာပြောမှလဲဒေါ်တုတ်ရဲ့ငါအိမ်ကိုသာလာကြစမ်းပါရေးကြည့်လို့လားအေးကြီးတယ်ပဲဆိုပါတော့ကဲငါသွားပြီဒေါ်တုတ်၏မျက်နှာမတာမယာဖြစ်နေသည်ကိုဘိုးတင်တို့အုပ်စုသတိထားမိသည်ထို့ကြောင့်သူတို့သည်ထမင်းစားပြီးသည်နှင့်ဒေါ်တုတ်အိမ်တို့ချက်ချင်းသွားမည်ဟုစိတ်ပိုင်းဖြတ်လိုက်ကြပါလေတော့သည်တာအေးပေတူးဘိုးတင်နှင့်အတူမုတ်စိတ်ညိုတို့သည်ထမင်းကိုခက်မြန်စားပြီးဦးအောင်၏အိမ်မှထွက်လာခဲ့ကြသည်ထွက်မလာလို့ကလည်းမဖြစ်ပေအเจ้าမှာလိုရာထက်ပိုးနေသည့်မဝတီအားသူတို့ကြည့်မရတော့ရဲ့ပင်ဖြစ်သည်ထမင်းကျွေးသည်ကအစပေပင်ရွာရှိကာလာသမီးများကိုဆရာဝန်လုပ်နေလေရာဘိုးတင်တို့၃ယောက်ပြောမိဆိုမိဖြစ်မှဆို၍မျက်စိကွယ်ရာသို့အမြန်ဆုံးထွက်လာခဲ့ခြင်းဖြစ်သည်ယခုသူတို့သွားနေသည်မှာဒေါ်တုတ်၏နေအိမ်စီသို့ဖြစ်သည်သူတို့လမ်းလျှောက်နေရင်မန်းနဲ့တိုင်တိုက်သူများအားထမင်းကျွေးသည်ကိုဆရာလုပ်နေသည့်မဝတီအကြောင်းအားမကြေမနက်ဖြင့်ပြောကြလေသည်ဒေါ်တုတ်ပြန်သွားတာအဲ့ဒါကြောင့်ပဲဖြစ်မယ်ဘာလဲတာအေးရဲ့ဦးအောင်ယူမဲ့မိမကရှာတအားရှိတာကိုကွာထမင်းထဲတာများတာကိုဟင်းရင်ထဲတာများတာကိုတို့ရွာသားတွေတစ်သက်လုံးဒီလိုပဲလုပ်နေကြတာဘသူဘလောက်စားနိုင်တာကအစတို့အမတွေကသိတယ်ဘာလို့ရှာဝင်ရှင်းနေတာလဲမသိဘူးဟုတ်တယ်ဘိုးရင်မင်းဆက်သက်တာလွဲသွားပြီမင်းအဘပိုင်တာတွေမယူဘူးဆိုတာသူတို့သိသွားပြီမလားသိသွားလောက်ရောပေါ့အေးအဲ့ဒါကြောင့်အချိုးပြောင်းသွားတာဖြစ်မယ်မင်းအဘကဒီလောက်ကြီးသိသွားနေတာကိုတော့မသိဘူးလားကွာဒီကောင်တွေကတဏှာအမောင်ဖုံးသွားရင်တားအရင်တောင်ဓမ္မနဲ့ခုတ်တတ်တယ်ဆိုတာမင်းတို့ကြားဘူးလားထိုစကားကိုဝင်ပြောလိုက်သူမှာမုတ်စိတ်ညိုပင်ဖြစ်သည်မုတ်စိတ်ညိုသည်သူအားဝိုင်းကြည့်နေကြသောဘိုးတင်တို့အားဆက်လက်၍စကားဆိုလေသည်မင်းတို့ကငါပြောပြမယ်ရာဂတဏှာဖုံးရင်ကိုသားအရင်ကိုတောင်ပြန်တက်ဖို့ကြိုးစားတဲ့သူတယောက်အကြောင်းမုတ်စိတ်ညိုသည်ထိုစကားချီပြီးအမေအိုတယောက်နှင့်ကျေးကျွန်တယောက်တို့အကြောင်းကိုပြောပြလိုက်သည်တားဖြစ်သူသည်အမေအိုအတွက်ပြုစုပေးရန်လူလင်ပြိုတယောက်ကိုစေခိုင်းထားသည်လူလင်ပြိုသည်တာယာသောအတန်ပြေသောရုပ်ရည်ရှိသဖြင့်အမေအိုမှဆွဲနှနှစ်သက်သွားသည်ထိုအခါထိုလူလင်ပြိုနှင့်နီးစပ်ရန်ကြံစည်နေသည်လူလင်ပြိုသည်ကသူ၏သခင်အမေအို၏တားဖြစ်သူကိုကြောက်၍မဖြစ်နိုင်ဟုညှင်းဆိုလေရာအမေအိုသည်သူမ၏တားဖြစ်သူအားတပ်ဖြတ်ရန်အကြံပေးလေသည်လူလင်ပြိုသည်လည်းသခင်အားမြည်သည်နှင့်ကြောက်၍မတန်ဝင်းဟုပြောသည့်အခါအမေအိုမှာသူမ၏တားဖြစ်သူရှိရာသို့ကြိုးတန်းတန်းခိုင်းကတပ်ရန်ကြံရွယ်လေ၏မုတ်စိတ်ညိုသည်ထိုပုံမြင်ကိုဘိုးတင်တို့အားပြောပြလိုက်ရာဘိုးတင်တို့၃ယောက်စိတ်ဝင်စားနှင့်နားထောင်နေပြီးနောက်မုတ်စိတ်ညိုပြောသလိုကျုပ်အဘတော့တဏှာအမိုက်အမောင်ဖုံးနေပြီ
အခုအချိန်တရားမင်းစင်တာအောင်ရတော့မှာမဟုတ်ဘူးကျုံမှားလာပါကျုပ်ဆန်းသက်တာလွဲသွားတာမဆိုင်ဘူးဘိုးတင်ကြောင်ဆိုတာကြာရင်မကုန်နိုင်ပါဘူးကွာအချိန်တန်ရင်ဗီဇာကပြလာတာပဲဘိုးတင်တို့၃ယောက်သည်ဘိုးစိန်ညိုပြောသောစကားများအားနားထောင်ပြီးဒေါ်တုတ်တို့အိမ်သို့တွားနေလေရာမကြသောအချိန်တွင်ဒေါ်တုတ်အိမ်သို့ရောက်လာပြီဖြစ်သည်ဒေါ်တုတ်သည်သူတို့ဟာစောင့်ဆိုင်နေရန်ရှိပြီးဘိုးတင်တို့အဖွဲအိမ်ဝင်းထဲဝင်လာသည်ကိုမြင်သည်နှင့်အတန်ခတ်ဆာဆာနှင့်လှမ်းခေါ်လေတော့သည်ဘိုးတင်တို့လာကြဧည့်သည်ကောပါလာတာကိုဘိုးစိန်ညိုကဧည့်သည်လို့ပြောလို့မရတော့ပါဘူးကျုပ်တို့နဲ့နေတာအတော်ကြာပြီလေဗျာအေးလာထိုင်ဘိုးတင်တို့ထိုင်လိုက်သည်နှင့်ဒေါ်တုတ်တယောက်မဝတီတို့တားမိအကြောင်းကိုမဲကရွက်ကဖြင့်စကားဆိုလာလေတော့သည်ဘိုးတင်နင်းအဘဘာတွေအယူထနေတာလဲနင်းအဘယူမဲ့မိမကမိမလင်နော်နင်ကလည်းနင်းအဘကိုမတားဘူးလားကျုပ်လည်းသူ့ကိုဆန်းသက်သေးတယ်အဲ့တုန်းကတော့အဆင်ပြေခဲ့သားဘလို့ဆန်းသက်တာတော့ကျုပ်ကအဘအမွေတွေအကုန်ယူမယ်ဆိုပြီးပြောလိုက်တာလေဟဲဘိုးတင်ရဲ့နင်းအဲ့လောက်တောင်ပဲညံနေရသလားဟဲ့တို့တော်သူတောင်သားတွေကအဲ့လိုစိတ်ထားရှိလို့လားဟဲ့နင်းရုပ်ကပိုဆိုးအဲ့လိုချုံမျိုးမပေါက်တာသူကအကဲခတ်မိမှာပေါ့ဟုတ်မယ်ကြားရတဲ့သတင်းတွေကတော့တကယ်မကောင်းဘူးကျုံအဘကလည်းအနှစ်အလားကသူ့ငယ်ကြီးစားကိုသတိရနေတာအခုကရုပ်တူတယ်ဆိုတော့ဘလို့မှထိန်းလို့ရမှာမဟုတ်တော့ဘူးကြားရရုံမဟုတ်ဘူးငါကလက်တွေ့ငါမြောက်ကမ်းမှာအကျော်ရောင်းနေပြီမြောက်ကမ်းဖျားပွဲမှာသိတယ်လေငါအကျော်ဆိုင်မှာတခြားရွာကကောင်တွေကိုတယောက်ပြီးတယောက်ခေါ်ပြီးစကားပြောတာသူတို့ပြောတာတွေငါအကုန်ကြားတယ်ကောအဲ့ဒါကြောင့်မို့အိမ်မိမမကောင်းဘူးဆိုတာကိုတက်အပ်ပြောနိုင်တာသူနဲ့ပတ်သက်ခဲ့တဲ့သူတွေကမယားငုတ်တုတ်ကြီးတွေနဲ့တောင်ရှိတယ်အားလုံးဘဝတွေပြက်ကုန်တာဟဲ့နင်းအဖကအောက်လန်းဆရာကြီးဆိုတော့ငါတို့ကလည်းသွားပြီးမပြောရဲဘူးတော်ကြငါတို့ကိုလုံးတက်မှဆိုလို့လေပေပင်ရွာသားများနှင့်ဦးအောင်၏အတိမိတ်ဆွေများသည်ဦးအောင်ယူမြင့်မိမအကြောင်းကိုသိနေကြသူများဖြစ်သည်တို့ပေမဲ့ဦးအောင်အားမြည်သူကမှသွားမပြောရကြပြီအကြောင်းမှာဖြင့်ဦးအောင်၏အကြောင်းသိနေသောကြောင့်ဖြစ်သည်ယခုလဲဒေါ်တုတ်သည်မခံချင်းနှွှဲရည်သာမအောင်ဤနိုင်ပဲပြောလိုက်ရခြင်းဖြစ်ပြီးပြောပြီးကမှကြောက်လန့်နေသည့်ဟန်ဖြင့်ဘိုးတင်အားဂရီတောင်းလို့နေသည်ဘိုးတင်ငါအခုလိုပြောတာကိုနင်းအဖကိုပြန်တော့မပြောနဲ့နော်တော်ကြသူမိမကိုပြောရပါမလားဆိုပြီးငါ့ကိုပညာနဲ့တိုက်နေမှဖြင့်မပြောပါဘူးဗျာအဘကလည်းအဲ့လိုလုပ်မှမဟုတ်ပါဘူးအရင်တုန်းကတော့မလုပ်ဘူးဆိုတာယုံတယ်ယောက်ျားတွေကမဘက်လိုက်ရင်မိုက်ဖက်ပါတယ်ဆိုတာတော့ကြောက်တယ်စိတ်ချဒေါ်တုတ်ကျုပ်အဘကိုမပြောဘူးကျုပ်လည်းဘာလို့ရမှန်းမသိတော့ဘူးဗျာအဲ့ဒါတော့ငါလည်းမပြောတတ်ဘူးဘိုးတင်တယောက်စိတ်ပြက်လက်ပြက်ဖြစ်နေသည်ကိုကြည့်နေသည့်မုံစိတ်ညိုသည်တခုခုဟာအချိန်အတန်ကြောင်းအလေးအနက်တွေးတောနေပြီးနောက်သူတွေးတောနေသည့်အရာအားပြောပြလာလေသည်ဘိုးတင်မင်းကိုအကြံတစ်ခုလောက်ပေးခြင်းတယ်ဟုတ်ကဲ့မုံစိတ်ညိုငါစီမှာရှိတဲ့ကြောက်ကိုမင်းအားမှသွားပို့မှာမလားအဲ့တော့အဲ့ကြောက်ကိုတို့တွေအတုံးချကြည့်မလားဘလို့အတုံးချမှာလဲမုံစိတ်ညိုမင်းလည်းစမ်းပြီးပြီကောဘလို့အတုံးပြရမလဲဆိုတာမင်းဘာသာစဉ်းစားကြည့်ပေါ့ရော့ကြောက်ကိုယူထားမုတ်စိတ်ညိုသည်ပြောဆိုသူ၏လွယ်ဤထဲမှဖြူဖွေးနေသည့်တစ္ဆာကြောက်အားထုတ်ပေးလိုက်သည်ထိုအခါဘိုးရင်သည်ထိုတစ္ဆာကြောက်ကိုကင်ကမြည်သောကြံဆောင်ရမည်ကိုအတန်ကြာအောင်တွေးတောလို့နေ၏ထို့နောက်သူသည်တခုခုကိုတွေးပြီးသွားဟန်ဖြင့်လက်ဖြောက်တစ်ချက်တီးလိုက်ကဟုတ်ပြီဒီကြောက်နဲ့ဟိုမိမစိတ်ရင်းကိုအပားတိအောင်လုပ်ပေးရမယ်ဘိုးရင်သည်ထိုပြောပြီးနောက်ဒေါ်တုတ်ကိုနှုတ်ဆက်ခါမုတ်စိတ်ညိုပေတူးတာအေးတို့နှင့်အတူအိမ်သို့ပြန်လာလိုက်ပါလေတော့သည်ဦးအောင်၏နေအိမ်အောက်တွင်ဖြစ်သည်မဝတီနှင့်သူ၏မိခင်တို့သည်အိမ်အောက်တွင်ထိုင်ကဦးအောင်အားနနက်စာပြင်ဆင်နေရင်ပေးရင်မှဘိုင်းနဲ့တိုင်များကိုကြည့်ကာဒေါ်သိန်းဝေမှစကားဆိုလေသည်ဆရာကြီးမင်္ဂလာတောင်မှာဗာကျွေးမှလဲဝတ်သားလေးအမကြီးကျုပ်တို့ရွာကတော့ဝတ်တဏီချက်ပဲကျွေးကြတယ်အကုန်ကြတွေများမှာပေါ့ငပီဟင်းနဲ့ပဲကျွေးပြီးရောရှင်အမကြီးစောတော့မဟုတ်ဘူးဗျမင်္ဂလာဆောင်အမကြီးကကျုပ်အတုပထင်လို့လားမဟုတ်ပါဘူးဆရာကြီးရဲ့အကုန်အကြတွေများနေမှာဆိုလို့ပါတသက်မှာတမင်္ဂလာပဲဆောင်ရတာဘလောက်ကုန်ဗျာဒေါ်သိန်းဝင်တယောက်သူမတို့၏ပိုင်ဆိုင်မှုများရော်သွားမည်ကိုယခုကတည်းကစိုးရိမ်လို့နေပေပြီသူမသည်ထိုများနှင့်မပြီးသေးဆက်လက်၍စကားဆိုလာပြန်သည်ဆရာကြီးမင်္ဂလာဆောင်ကိုတရွာလုံးလာကြမှာလားအေးလေဘာဖြစ်လို့လဲတိန်တယောက်ပဲလားတရွာလုံးလာကြမှာပေါ့ကျုပ်တို့ရွာမှာကအလှပဲဖြစ်ဖြစ်မင်္ဂလာဆောင်ပဲဖြစ်ဖြစ်တရွာလုံးမိခိုးတိတ်ပဲဘသူမှထမင်းမချက်တော့ဘူးနေကောညကောအလှအိမ်မင်္ဂလာဆောင်အိမ်မှာပဲလာစားကြတာဒေါ်သိန်းဝေဆက်ပြောမိကြံစဉ်မဝတီမှဝင်တားလိုက်တော့သည်အမေရဲ့ဥကိုဘာတွေရှောက်မေးနေတာလဲသူ့အရက်သူ့ထုံးစံပဲကိုဟုတ်ပါတယ်အမေကမကုံသိတာကိုမကုံအောင်ပါအမေရဲ့ဥကတိတာပေါ့ဥကလူတော်ကြီးပဲဟာဥအောင်မှာမဝတီအပေါ်များစွာသဘောကျလို့နေသည်မင်္ဂလာဆောင်မြင့်ရဲ့နီးလာပြီဖြစ်သောကြောင့်ဥအောင်သည်သူ့အိမ်တွင်လာနေပြီးဒေါ်သိန်းဝေတောင်းဆိုချက်ကိုလက်ခံထား၍ဒေါ်သိန်းဝေတို့တားအမိသည်ရက်တလေးရွာတလေးကိုဖျက်ပြီးအစောကြီးကလေးကသရိုးသားလောင်းဥအောင်၏အိမ်သို့လာရောက်နေထိုင်ခြင်းဖြစ်သည်ဦးအောင်၏စိတ်ထဲတွင်လည်းဝတီမှာတနေ့တခြားထဝတီနှင့်ချွတ်ဆွတ်တူသည်ဟုထင်မြင်လာမိသည်သူစိတ်ထဲတွင်ထဝတီသေး၍ဝင်စားသည်ဟုပင်ယူးယူးမိုက်မိုက်ထင်မြင်နေသည်
ဦးအောင်ဘက်မှဝင်၍မိခင်ဖြစ်သူအပြောကိုတားနေသောမဝတီအားပြုံး၍ငေးကြည့်နေစဉ်အိမ်ဝိုင်းထဲသို့ဘိုးတင်တစ်ယောက်လွယ်အိတ်ကိုလွယ်၍ရောက်လာလေသည်သူ၏လွယ်အိတ်ထဲတွင်တော့တစ္ဆာကြောင်ထက်လာသည်ဘိုးတင်ကိုမြင်သည်နှင့်ဦးအောင်မှပြုံး၍လှမ်းနှုတ်ဆက်လိုက်သလိုမဝတီသည်လည်းဟန်ဆောင်၍နှုတ်ဆက်လိုက်ကြတော့လေဒေါ်သိန်းဝေမှဖြင့်ဘိုးတင်အားမကြည်သလိုကြည့်လိုနေသည်ထို့နောက်ဘိုးတင်သည်ဦးအောင်နှင့်မဝတီတို့၏မျက်နှာချင်းဆိုင်တွင်ဝန်းထိုင်ကမဝတီအားစတင်ပြီးစကားဆိုလေသည်အမကြီးကျုပ်အမကြီးကိုမေးချင်တာတစ်ခုရှိတယ်မေးလေမောင်လေးကျုပ်ညာကလေးကတွေးနေတာအဘကြီးကျုပ်အမကိုတကယ်ကြိုက်တာရောဟုတ်ရဲ့လားလို့လေဘိုးတင်ထိုးထိုးမေးလိုက်သည်နှင့်မဝတီမှပြုံး၍ပြန်ဖြစ်လေသည်သူမဖြင်းနေသည်ကိုဘိုးတင်မှမျက်တောင်မခတ်တန်းစိုက်ကြည့်နေမိသည်အော်ငါမောင်ရဲ့မင်းကိုအမပြောထားပြီးပြီကောအမဦးကိုချစ်တယ်ဆိုတာဦးရဲ့ကြံတဲ့တန်တန်းလေးတစ်ခုမှဆေးပေးမိယူတယောက်အနေနဲ့အလုပ်အကျွေးပြုကျင်တာပါဆိုတကယ်ကိုမေတ္တာရှိလို့ပေါ့ကွယ်မဝတီနှုတ်မှချိုးသာသောစကားသံများထွက်လာတော့လေဘိုးတင်၏အမြင်နှင့်အကြားအာရုံတွင်တော့ထိုးထိုးမဟုတ်ရင်သီးသောမျက်နှာဖြင့်သူမ၏စိတ်ထဲမှစကားတို့ကိုဘိုးတင်တယောက်မြင်ရကြားလိုက်ရလေသည်နင်းအဖလိုအိုနာကျိုးကန်းမကြခင်တင်မဲ့လူကြီးကိုငါလိုလူကတကယ်ကြိုက်မတယ်လားနင်းအဖရှာထားတဲ့ပစ္စည်းတွေကနဲတာမှတ်လို့ငါကနင်းအဖကိုယူပြီးနင်းအဖမြန်မြန်သေးပါစေလို့ထိုင်ဆူတောင်းနေမှာကြည့်ထားမသားလေးနင်းအဖနဲ့ယူပြီးပြီဆိုတာနဲ့နေတစ်စက်ကလေးမှလာထိုက်လို့မရဘူးမှတ်ဘိုးတင်တယောက်သူကြားရမြင်ရသောစကားတို့ကြောင့်ဒေါသထွက်သွားတော့လဲတပြင်းတစ်ချက်ချကစိတ်ကိုထိန်းလိုက်သည်အဘဲကြောင့်ဆိုသောသူကြားနေသောမဝတီပြောစကားများသည်တခြားသူများမကြားရပဲတစ္ဆာကြောက်ရှိနေသောသူတယောက်တည်းကသာကြားနေရခြင်းကြောင့်ဖြစ်သည်ထို့အတွက်သူသည်ဒေါသစိတ်တို့အားဖြေပြောက်ကအဘဖြစ်သူဦးအောင်အားလှည့်ပြီးစကားဆိုလိုက်သည်အဘကတော့အသက်ကြီးမှမိမကောင်းရတာပဲညနေအိမ်ကိုလာခဲ့ဦးအဘကျုပ်တို့ကာလာသားတွေအဘကိုမျောနေတယ်မင်းအိမ်မှာလုံမှာလားအေးပေါ့ဗျာမနေ့ကအဘမင်္ဂလာဆောင်မန်းနဲ့တိုင်ထားတိုက်တာပင်မနေကြပြီလေမနေ့ညကလေးကအဘလှုပ်ပေးမယ်ထင်ထားတာအေးငါမေးနေတာဟေ့ညကြလာခဲ့မယ်တယောက်တည်းလာနော်အမကြီးကိုခေါ်မလာနဲ့အောင်ကျုပ်တို့ကမူးယူနေကြမှာအေးပါဘိုးတင်ရငါသဘောပေါက်ပါလေကွာအဲ့ဒါဆိုကျုပ်ပြန်မယ်အဖအေးစိတ်ချဘိုးတင်ငါလာခဲ့မယ်လိုအပ်တာတွေမင်းတို့ပဲစီစဉ်ထားလိုက်ကြကွာနော်ဟုတ်ကဲ့အဖဘိုးတင်သည်ထိုးထိုးပြောပြီးဦးအုပ်၏နေအိမ်ဝိုင်းထဲမှပြန်ထွက်လာခဲ့လိုက်သည်သူ၏စိတ်ထဲတွင်တော့သူ၏ကျေးဇူးရှင်ဖြစ်သောအဘဖြစ်သူပျက်စီးကြောင်းကြံစီနေသည့်မဝရီဆိုသောမိမအားအလွန်ဘုန်းတီးနေမိပြီးအဘဖြစ်သူကိုတားမရပါကသူတက်မြောက်ထားသောအောက်လန်းပညာဖြင့်တိုက်သက်ပစ်မိဟုတွေးတောလိုက်ချိန်သူ၏ကိုယ်မှအမဲရောက်အခိုးငွေတချို့ထွက်သွားသည်ကိုဦးအောင်တယောက်လှမ်းမြင်တွေ့လိုက်ရပြီးမျက်နှာထက်မှအပြုံးတို့ပျောက်သွားကတခုခုကိုအလေးအနက်တွေးတောလို့နေမိသည်ဘိုးတင်မှဖြင့်သူအားဦးအောင်ငေးကြည့်နေသည်ကိုကြောပေးထား၍မသိမမြင်လိုက်ရပါပဲအိမ်ဝိုင်းအပြင်သို့သာလမ်းလျှောက်လို့ထွက်သွားနေပါလေတော့သည်နှစ်ရှည်တီးပင်စားပင်များရှိပြီးကျယ်ဝန်းသည့်အိမ်ဝိုင်းကြီးမှာဘိုးတင်၏အိမ်ဝိုင်းကြီးဖြစ်သည်ယခုဘိုးတင်၏အိမ်ဝိုင်းထဲရှိနေအိမ်ရှိကွက်ပစ်တွင်မြည်သည့်စကားမှမပြောဘဲတစုံတစ်ယောက်အားစောင့်နေသူလူ၄ယောက်ရှိနေသည်သူတို့မှာအခြားသူများမဟုတ်ဘိုးတင်တာအေးပေတူးနှင့်မိုးစိန်ညိုတို့ဖြစ်သည်ဘိုးတင်သည်အိမ်ရှိလမ်းမအားမကြာကြည့်နေလေရာတာအေးမှစတင်ပြီးစကားဆိုလာ၏ဘိုးတင်မင်းအဖမလာတော့ဘူးထင်တယ်ကွာသူမိမကမလာခိုင်းတာပဲဖြစ်ရမယ်ငါအဖအဲ့လောက်မအားပါဘူးကွာသူဒါကိုလာပါလိမ့်မယ်လမ်းမှာတယောက်နဲ့များတွေ့ပြီးတို့ဒီမှာစုတာမဟုတ်မှန်းသူသိသွားလို့များလားတကယ်လို့ကာလာသားတွေကိုမစုပဲခေါ်လာသိရင်ငါအဖကပိုတော်လာတင်သေးတာပေါ့ငါတို့အိမ်မှာစောင့်နေရတဲ့သူတွေပဲဘဲမှမသွားပဲဆက်ဆောင်ကြည့်ကြတာပေါ့ကွာသူတို့ဒီစကားတပြောနဲ့ဥအောင်အားစောင့်ဆိုင်နေကြလေရာအချိန်အတန်ကြာသည့်အထိစိတ်တန်ခဲပြီးလမ်းလျှောက်လာနေသည့်ဥအောင်အားဥစွာမြင်လိုက်ရသူပေတူးမှဘိုးတင်အားပြောလိုက်လေသည်ဘိုးတင်မင်းအဖတော့တကယ်ရောက်လာပြီကွအေးဥအောင်သည်ဘိုးတင်တို့အားအကဲခတ်သလိုကြည့်ပြီးကွက်ပစ်တင်ဝင်းထိုင်လိုက်ရင်ဘေးမျက်နှာလေသည်ဘိုးတင်မင်းပြောတာကာလာသားတွေစုထားတယ်ဆိုဗမာတော့မနေ့ကတည်းကကိုမြကြီးအိမ်မှာဧည့်ခံပြီးပြီငါလည်းတွေးနေတာတခုခုဆိုမြကြီးအိမ်မှာလောက်တာပါလို့ကျုပ်အဖကိုပြောစရာရှိလို့ခေါ်လိုက်ရတာအေးပြောလေကွာဥအောင်သည်သူအားလေးလေးနက်နက်တီပြောလာသည့်ဘိုးတင်ကိုကြည့်ကပြန်ပြောလိုက်လေသည်ဘိုးတင်မှဖြင့်တပြင်းတစ်ချက်ချလိုက်ပြီအဖမှားနေပြီနော်ဘာမှားတာလဲဘိုးတင်အဖယူမဲ့မိမကအဖကိုအကြံနဲ့ယူတာနော်အဲ့ဒါကိုကျုပ်လက်တွေ့သိသွားပြီဘိုးတင်မင်းငါအတွက်စိတ်ပူတာကိုငါနားလဲတယ်အဲ့ဒါကြောင့်မင်းစားတတ်ချင်တယ်လို့ခွင့်ပြုခဲ့တယ်လေမင်းလည်းစိတ်ကြိုက်ဆန်းပြီးပြီလေကွာအခုမှဘာထဖြစ်တာလဲအဖကအဲ့လိုပြောမယ်ဆိုတာကျုပ်သိတယ်ကျုပ်ပြောတာကိုလည်းအဖယုံမှာမဟုတ်ဘူးဆိုတာသိတယ်အဲ့တော့ဘိုးရင်သည်ထိုးပြောပြီးမုံစိတ်ညိုပေးထားသောတစ္ဆာကြောက်ကိုထုတ်ကဥအောင်ထံကပ်ပေးလိုက်သည်ဥအောင်သည်ကြောက်ကိုတစ်လှည့်ဘိုးရင်ကိုတစ်လှည့်ကြည့်၍မေးမြန်းလိုက်လေသည်ဒါကဘာလဲဘိုးရင်အဖယူမဲ့မိမရဲ့စိတ်နေစိတ်ထားအမှန်ကိုသိစေမဲ့ပစ္စည်းပေါ်ငါနားမလည်ဘူး
ဒါမရဏမြိုင်ကရွာကရတဲ့တစ္ဆာကြောက်ပဲအဖတစ္ဆာကြောက်ဟုတ်တာမိစာတောင်ပေါ်ကမရဏမြိုင်ရွာလားအဖသိတယ်လားအင်းသိတယ်ဒီကြောက်ကဘလို့အစွမ်းရှိတာလဲဘိုးတင်ဦးအောင်ကဘိုးတင်ကမေးသည်ကိုဘိုးတင်မဖြေခင်မုတ်စိတ်ညိုမှပင်ဝင်ဖြေပေးလိုက်သည်ဒီကြောက်ကိုစောင့်ထားပြီးကိုယ်နဲ့စကားပြောတဲ့သူကိုတေချာကြည့်နေရင်သူ့စိတ်ထဲကပြောနေတဲ့စကားတွေကိုကြားရတယ်တကယ်ပဲလားနောင်ကြီးကျုပ်တို့အသုံးပြုပြီးပါပြီကောင်းပြီလေအဲ့ဒါဆိုကျုပ်စမ်းကြည့်ရတာပေါ့ဦးအောင်သည်ထိုးထိုးပြောပြီးထိုင်နေရမှမတ်တက်ရလိုက်ကဘိုးတင်ငါသွားမယ်ဘိုးတင်တယောက်ခေါင်းကိုသာညှိ့ပြလိုက်သည်ပေတူးနှင့်တာအေးတို့သည်လည်းဦးအောင်ကမြည်သည့်စကားမှဝင်မပြောကြပေဦးအောင်အိမ်ဝိုင်းအပြင်ရောက်သွားသည့်အခါမှပေတူးမှစတင်စကားဆိုလာသည်ဘိုးတင်မင်းအဘကိုကြည့်ရတာငါတော့မထင်ဘူးဘာကိုပြောရလဲပေတူးဘာကြီးမြပြောတာတော့မင်းအဘကအခုသူယူမဲ့မိမကိုသူဟိုးတဲ့ကသူကြီးစားဝင်သားတယ်လို့ထင်နေတာလေမဖြစ်နိုင်တာကွာမင်းအဘကတော့အဲ့လိုထင်နေတယ်လေကြီးမှမိုက်တဲ့သူတွေတိကျနဲ့မိုက်တဲ့သူတွေကိုပြောရခတ်တယ်ဘိုးတင်နောက်ဆုံးပြောမရရင်တော့သူ့ထိုက်တဲ့သူကံပဲမင်းထားလိုက်ရတော့မှာပဲအဘကိုငါတစ္ဆာကြောက်ပေးလိုက်တယ်ဟိုမိမကဟန်ဆောင်ထားတဲ့ဘလူးမှမှန်ငါအဘတိသွားမှာပါအဲ့လိုပဲမျောလင်းရတာပေါ့ကွာဒါနဲ့တစ္ဆာကြောက်သွားထားရင်ငါတို့လိုက်ခဲ့ရမှာလားမင်းတို့ကမလိုက်ချင်လို့လားငါတို့ကဘာအလုပ်ရှိတာမှတ်လို့လိုက်မှာပေါ့ကွာကိုတာရနဲ့ကိုဖိုးထွေးကတော့လိုက်မယ်မထင်ဘူးဘာလို့တော့သူတို့အိမ်ကသူတို့နှစ်ယောက်ကိုအလုပ်တွေဖိခိုင်းနေတယ်လေကိုဖိုးထွေးမမိကြော့နဲ့စကားပြန်ပြောတာလေပါမှာပေါ့သူတို့နှစ်ယောက်စကားပြန်ပြောကြပြီပေါ့ပြောပြီကွာဒါပေမဲ့တစ္ဆာကြောက်ကိုတွားထားရင်ဘလို့အန်ရယ်တွေတွေ့မှာလဲပေတူးမှမေးမြန်းလိုက်ရာဘိုးတင်သည်ဦးကောင်းအားခါရမ်းလိုက်ပြီးငါလည်းမသိဘူးလေထိုအခါမုတ်စိန်ညိုသည်သူတို့၏ရှေ့တွင်ချထားသောရင်းနှီးချမ်းလင်မန်းနှင့်မှရင်းနှီးချမ်းတစ်ခက်ကိုကောက်ယူပြီးတကြိုက်မော့တောက်လိုက်ခါမော်ဆန်တယ်ပြောရမလားပဲမျက်နှာလေးတွေကပြုံးနဲ့ငါ့ကိုတတ်ဖို့ကြံနေကြတာတောကြီးသာဖြစ်တာဘယ်ကနေဘလို့ရောက်လာမှန်းမသိတဲ့ရွာလေးတအားပဲငါဖြင့်မြစ်တာတောင်ကိုနီးနီးလေးထင်ထားတာငါတောင်ကြီးတောင်မရောက်ခဲ့ဘူးရွာတရားကိုဖက်ယုံနေတယ်ရှေ့ဆွမသွားနိုင်မှန်းသိလို့မင်းတို့စီလာတာပဲကြည့်ဘာဖြစ်ဖြစ်ဗျာဒီကြောက်ကိုသူ့နေရာနဲ့သူတွားထားမှဟိုမိစ္ဆာကောင်နေညီကုန်းချုပ်မှာမလားအဲ့တော့တွားထားရမှာပဲအားကျုံမှန်တန်စကားဆိုနေသည့်ပေတူးအားမိုးစိန်ညိုသဘောကျနေသည်ထို့နောက်ဘိုးနေသည်ပေတူးနှင့်တာအေးကိုကြည့်ကမင်းတို့နှစ်ယောက်ကိုတာရနဲ့ကိုဘိုးထွေးကိုတွားပြော့ကွာသူတို့လည်းလိုက်ရင်လိုက်မှာပေါ့ပြီးတော့ကိုကိန်ကိုလည်းခေါ်သူကခေါ်အောင်လို့ပြောတယ်မင်္ဂလာဆောင်ပြီးမှတွားမှာမလားမဟုတ်ဘူးတပတ်ခါလောက်တွားကြမယ်ငါအဖမင်္ဂလာဆောင်မဖြစ်ဘူးဆိုငါတို့အလုံးမရှိတော့ဘူးလေတကယ်လို့ငါအဖမိုက်ကန်ဆုံးဖြတ်ပြီးစောင်းမယ်ဆိုရင်လည်းသူ့ထိုက်နဲ့သူ့ကံပဲငါနဲ့မဆိုင်တော့ဘူးငါကတော့အဲ့ဒီမိန်းမမျက်နှာကိုမကြည့်ကျင်တော့လို့မင်္ဂလာဆောင်ကိုသွားမှာမဟုတ်ဘူးငါသဘောပေါက်ပြီအဲ့ဒါဆိုငါလူစုထားလိုက်မယ်ပေတူးနှင့်တာအေးသည်ထိုသူပြောပြီးကိုပြစ်မထကရွာဘက်သို့ထွက်သွားလေသည်ဘိုးတင်ဒီကမလန်းမကန်းရှိမယမ်းမင်းကြီးကိုငေးကြည့်ကအဘဖြစ်သူဦးအောင်၏ဆုံးဖြတ်ချက်အားစောင့်ဆိုင်နေပါလေတော့သည်ရေနံစီမိခွက်အလင်းရောင်သည်ပြင်းအောင်ပြင်းကင်းအင်ကြီးနှင့်တွဲလျက်ရှိသောမိဖို့ကြောင့်လေးတွင်ထုံးလင်းနေသည်ယခုထုံမိဖို့ကြောင့်လေးထဲတွင်မဝတီနှင့်ဦးအောင်တို့ထမင်းစားနေကြသည်ဦးအောင်သည်ဘိုးတင်ပေးထပ်သောတစ္ဆာကြောက်အားပစိုးကပုံစာအတွင်ထည့်ထားကတစ်သားစပွဲဝိုင်းလေးတွင်ထမင်းစားနေသည်ထို့နောက်ဦးအောင်၏ထမင်းပကံထဲသို့အချိုသားဆုံးပြုံးရင်းဟင်းတစ်ဖက်ကိုဥချထည့်ပေးလာသည့်မဝတီအားစကားဆိုလိုက်သည်ဝတီဦးကိုချစ်လားဦးအောင်၏အမေးစကားကိုမဝတီသည်ပြုံးရကြည့်ပြီးခွန်းတုံပြန်လိုက်သည်ချစ်တာပေါ့ချစ်လို့လဲမင်္ဂလာတော်မဆောင်သေးပဲလိုက်လာတာပေါ့အပြင်၌ထိုးထိုးပြောလိုက်တော့လေဦးအောင်ကြားရသောစကားဒီကထိုးထိုးမဟုတ်ပေဝတာကြီးအောက်ဤပြီးနေရတာသူ့ကိုများချစ်လာတဲ့ယွန်စရာကောင်းလိုက်တာနားမှကြသောဝရီဤစကားများကြောင့်ဦးအောင်တယောက်ပါဇက်အတွင်ထက်မြည်ထမိန်လုတ်ကိုပင်ပါဇက်အတွင်မထက်နိုင်တော့ပဲသွေးပြတ်သွားရသည်ဦးအောင်သည်စိတ်ကိုတည်ငြိမ်စွာထားလိုက်ပြီးဆက်လက်မေးလိုက်သည်ဝရီဦးပေါ်မှာတစ္ဆာရှိမှာလားပြောစရာလိုသေးလို့လားဦးရဲ့တစ္ဆာရှိမှာပေါ့အပြင်တွင်တော့ထိုးထိုးပြောနေပေမဲ့ဦးအောင်ကြားနေရသည့်စကားတန်နှင့်ဟန်ပန်တို့မှာထိုးထိုးမဟုတ်ပေအမလီနင်းလိုတင်းချိုင်းခြေတစ်ဖက်လှမ်းနေတဲ့ကောင်ကြီးကိုငါကတစ္ဆာရှိရမှာလားယူရီယူကြောင့်နေလာမေးနေတယ်ငါကနင်းဥစ္စာတွေလိုချင်နေတာဆိုတော့လဲတီးခန့်ရမှာပေါ့ဦးအောင်တယောက်အတော့ကိုမျက်စိမျက်နှာပြတ်သွားလေ၏ထို့နောက်သူသည်ထမင်းစားရန်ပြင်းနေရမှရုတ်တရက်ထရိုက်လိုက်ပြီးအိမ်ပေါ်သို့တက်သွားလိုက်၏နောက်မှမဝတီခေါ်သည်ကိုပင်သူမမှုတော့ပေအိမ်ပေါ်သို့ရောက်သည့်အခါတခန်းထဲရှိသောအခန်းထဲမှကျိုးတစ်တာကြီးကိုဖွင့်လိုက်ပြီးထိုတစ်တာကြီးထဲမှတရေအိတ်တအိတ်ကိုယူကာအိမ်အောက်သို့အမြန်ပြန်ဆင်းလိုက်သည်အိမ်အောက်တွင်တော့ဒေါ်သိန်းဝေသည်သူ့အားကြည့်ပြီးစကားဆိုလေသည်ဆရာကြီးရေးကြီးတုတ်ပြန်နဲ့ဘယ်သွားမလို့လဲရွာထဲခဏသွားမလို့ကျုပ်သွားပြီမြန်သွားပြီမြန်ပြန်လာနော်ကျုပ်သမီးလေးကကြောက်တတ်တယ်
ဦးအောင်သည်ဒေါ်သိန်းဝေ၏စကားကိုအဆုံးအောင်မင်းနားမထုံတော့ပဲတရေအိတ်ကိုဆွဲကခက်မြက်မြက်မင်းအိမ်ဝိုင်းထဲမှထွက်သွားပါလေတော့သည်ဦးအောင်၏ခြေတန်းတို့မှာပုံမှန်ထက်ပိုးမြန်နေသည်အမောင်ထဲတွင်လမ်းလျှောက်နေသည့်ဦးအောင်၏အသက်ရှူသံသည်လည်းပုံမှန်ထက်ပို၍ကျယ်လောင်နေသည်သူယခုသွားနေသည်မှာဘိုးတင်၏နေအိမ်စီသို့ဖြစ်နေသည်မဝတီကိုသူချစ်သည်ယခုအချိန်ထိပင်ထက်ဝတီဝင်စားသည်ဟုယုံကြည်နေဆဲဖြစ်သည်ထို့ကြောင့်နာကြီးစရာများဖြစ်တော်လဲချက်ချင်းမတုံ့ပြန်ပဲလှုပ်တင်သောအလုပ်ကိုလုံးမည်ဟုဆုံးဖြတ်ကာဘိုးတင်တို့စီထထွက်လာခြင်းပင်ဖြစ်သည်မကြာသောအချိန်တွင်တော့ဘိုးတင်၏အိမ်ဝိုင်းကျယ်ကြီးထဲသို့ရောက်လာပြီးကော့ပစ်တွင်မိအိမ်ထုံထားကာလွယ်အိမ်များထဲအဝေးစားများထဲသူကထဲ့ပလိုင်းအတွင်းသို့အစားအသောက်များထဲသူကထဲ့နေကြသည်ဘိုးတင်တာအေးပေတူးဖိုးထွေးတာရကိုကိန်နှင့်ပေါတူးအပြင်မုတ်စိတ်ညိုတို့အားတွေ့လိုက်ရသည်သူတို့သည်ဥုံရောက်လာသည်ကိုသတိထားမိတော်လဲတစ်ချက်သာလှည့်ကြည့်လာကြပြီးမိသည့်စကားမှမပြောပေထို့နောက်ဥုံသည်တရေအိမ်အားကော့ပစ်ပေါ်တွင်ချလိုက်ပြီးအဝေးအစားအချို့အားခောက်နေသည့်ဘိုးတင်အရှိတွင်ထိုင်ရင်းစကားဆိုလိုက်သည်လူလေးမင်းပြောတာမှန်တယ်မဝတီကငါ့ကိုအကြံနဲ့ယူတာပဲအဘကျုပ်ပြောတာယုံပြီမလားယုံပြီရော့မင်းကြောက်ဘိုးတင်သည်ဥုံကပ်ပိတ်လာသောတစ္ဆာကြောက်ကိုယူကာမုတ်စိတ်ညိုထံပြတ်ပိန်းလိုက်သည်ထို့နောက်သူသည်ဥုံကိုကြည့်လိုက်ပြီးအဘဘလို့ဆုံးဖြတ်မှလဲဝတီကထဝတီလို့ပဲထင်တယ်ငါသူ့ကိုယူမယ်ကွာအဘတေချာစဉ်းစားပြီးပြီလားငါစဉ်းစားပြီးပြီဒီမှာငါစုဆောင်းထားတဲ့ရွှေနဲ့ဝယ်ထားတဲ့လယ်တွေယာတွေရဲ့စာချုပ်တွေငါမင်းကိုဓာတွေပေးမယ်ဘိုးတင်ငါအိမ်ကိုပဲယူမယ်အဘကျုပ်ကိုအထင်သေးတာပဲကျုပ်ကအဘပစ္စည်းတွေလိုချင်လို့အခုလိုလုပ်တယ်ထင်နေတာလားမဟုတ်ဘူးလူလေးမဟုတ်ဘူးအဘသိတယ်မင်းအဲ့လိုစိတ်မရှိဘူးဆိုတာသိတယ်အဘပေးချင်လို့ကိုပေးတာလက်မခံနိုင်ဘူးအဘကျုပ်မှလည်းပြည့်စုံတယ်မင်းလက်မခံလို့မရဘူးဘိုးတင်ငါမိုက်မဲတာငါသိတယ်ဒါပေမဲ့တိတိကြီးနဲ့တော့ဒီဥစ္စာတွေကိုအဆုံးမခံနိုင်ဘူးမင်းလက်ခံပေးပါဘိုးတင်မှထက်ငင်းမိကြံစဉ်တာယာနဲ့ဖိုးထွေးမှဘိုးတင်အားဖြောင်းပြလေသည်ဘိုးတင်မင်းတေချာချင်းစားတော့ဥုံကယူမကိုဖြစ်တော့မှလေမင်္ဂလာဆောင်ဖို့တော့ရက်တတ်မှတ်ထားပြီလေကွာအဲ့တော့မင်းဒီပစ္စည်းတွေလက်ခံထားလိုက်မင်းယူမထားခြင်းဘူးဆိုအပားစီအပ်ထားလဲရတာပဲဟာနှုတ်မို့ဆိုအကောင်ကုန်မှာနော်ဟုတ်တယ်ဘိုးတင်အပားစီမင်းအပ်ထားဥုံအခုလိုလုပ်တာကောင်းတယ်သူတို့ကဒီဥစ္စာတွေကိုမတ်လို့ယူတာလေကွာဒါလေးမရှိဘူးဆိုရင်ဥုံကိုယူတာပဲအဖက်တင်သွားမှာလေမဟုတ်ဘူးလေဗျာတကယ်ဆိုအဘကအဲ့မိမကိုယူကိုမယူသင့်တာမလားဘင်းနားလဲပေးလိုက်စမ်းပါကွာသူများပါဇက်နာရောက်မဲ့မုတ်စီကျော်လေးကိုဘာလို့ပုတ်ထုတ်ချင်းနေတာလဲထိုစကားကိုဝင်ပြောလိုက်သူမှာပေါက်တူးဖြစ်သည်သူတို့ဝိုင်းဝန်းပြီးဖြောင်းပြလေရာဘိုးတင်တယောက်ဥုံပေးသောတရေအိတ်ထဲမှစာချုပ်စာတမ်းများနှင့်လက်ဝတ်ရတနာများအားလက်ခံရန်ဆုံးဖြတ်လိုက်သည်အဘကျုပ်ဓာတ်တွေကိုလက်ခံထားလိုက်မယ်ကျုပ်ခရီးသွားမှာဆိုတော့လောလောဆယ်ရွာလူကြီးစီမှာပဲအပ်ထားလိုက်မယ်ကောင်းတယ်လေရီယာတွေကိုမင်းနာမည်နဲ့ပြောင်းလိုက်မယ်ဘိုးတင်အဘရာကျုပ်အဲ့လိုဆိုအဲ့မိမကိုမယူစေချင်ဘူးပေါတူးပြောသလိုပဲပေါ့မုတ်စီကျော်လေးကိုတော့မပုတ်ချစမ်းပါနဲ့အဘကအောက်လန်းလို့ပြောရလောက်အောင်ကိုကလိန်ကကြစ်ကြတာပဲအဲ့လိုလည်းမဟုတ်ပါဘူးကွာငါတကယ်ကိုမဝတီကိုမျက်နှိုးတာပါသူကသာငါ့ကိုအကြံနဲ့ကတ်တာလေအဲ့တော့ငါလည်းမတက်တာတော့လို့အခုလိုလုပ်ရတာဥုံသည်ဘိုးတင်တယောက်သူ၏ဥစ္စာပစ္စည်းများကိုလက်ခံနိုင်သောကြောင့်စိတ်ချမ်းသာသွား၏ထို့နောက်သူသည်ဘိုးတင်တို့အားအကဲခတ်လိုက်ကဒါနဲ့မင်းတို့ဘယ်ကိုသွားမှာလဲငါမင်္ဂလာဆောင်တော့မနေတော့ဘူးလားမြစ်တာတောင်ကိုဒီကြောက်သွားထားမှာအဘမင်္ဂလာဆောင်တော့မနေတော့ဘူးကျုပ်အဘမင်းမမျက်နှာမြင်စိတ်မထိန်နိုင်ဘူးတော်ကြာကျုပ်ပညာနဲ့လှုပ်သက်မိလိမ့်မယ်အေးပါကွာဟိုနေ့ကတည်းကမင်းဒေါသဖြစ်နေတာသတိထားမိတယ်လူတော့မတက်မိစေနဲ့ဘိုးတင်လူတက်မိတာနဲ့မင်းမပြန်လန်းမရှိတော့ဘူးစိတ်ချပါအဘကဲအဲ့ဒါဆိုငါပြန်ပြီပစ္စည်းတွေကိုမင်းမသာပဲပို့လိုက်တော့ဘိုးတင်ဥုံသည်ထိုပြောပြီးဘိုးတင်အိမ်တွင်ခရီးသွားရန်ပြင်ဆင်နေကြသောဘိုးတင်တို့အားနှုတ်ဆက်ခါထွက်သွားလေသည်ဘိုးတင်တို့သည်ကသူတို့ကိုကြောခိုင်းပြီးထွက်သွားသောဥုံအားရေနန်းကြီးမိအိမ်အလင်းရောင်အောက်မှပြက်ကွယ်သည့်အထိငေးကြည့်နေကြပါလေတော့သည်